ဒီပတ်စံ3ဘူးရင်အသက်ဘယ်လောက်ရှိမလဲအသက်40 50လောက်ရှိ30လောက်ရှိမယ်နော်ဒီပတ်စံ3ဘူးလေးလို့ဆိုရင်မကြည့်ဘူးကြောပတ်စံ30ကျွန်တော်တို့တော့မသုံးဘူးအများကြီးပဲပြန်ရောက်စားလို့ရတယ်ပြန်ရောက်စားလို့ရတယ်ကျွန်တော်တို့ပြန်ရောက်စားခြင်းဒီတော့ကျွန်တော်တို့အတိရွယ်တော်များတယ်30 30 30 40 50 300ဆိုရင်ဘယ်လောက်ရ300မတရားတိတ်လာတာပေါ့ဗျာကိုကြောကိုချစ်လို့မတရားတိတ်လာYou should know who you trust even trust kill them all but you can't even see you can see